ဒီနေ့တော့သူသားရောမှလုပ်ပြီးတော့မှအလူမဟင်းတော့ချက်မယ်ဒါတော့လူတကာပါကြီးဒါတော့လူတကာမှပထမဆုံးကျွန်တော်ဝက်1 winner ကိုအစာပလာတွေနဲ့တေချာနှပ်မယ်ဗျအရသာနဲ့နှပ်ပြီးတော့မှစီအိုတဲပြီးပြင်းတော်တွင်ရွက်နဲ့ဒီစပိုးခေါက်ကိုညီးကြွားအောင်လို့အနှံ့လေးရအောင်ကြံတဲ့စီထဲမှာမှကျွန်တော်တို့ကကျတုန်နီကျတုန်ဖြူမြို့ဒီစိမ့်အဲ့ဒါကိုစီတပ်ပေါ့အနေတော်လေးရပြီးဆိုရင်စီအိုချပြီးတော့မှဆွမ်းနာကတို့နှပ်ထားတဲ့ဝက်1 winner ကိုကြော်မယ်ဗျာဒါတော့ကျွန်တော်ရဲ့အဓိကဆိုဖို့မူကြီးဝက်1 winner အနေတော်လေးဖြစ်ပြီးဆွမ်းနာကတို့စီတပ်ထားတဲ့ကျတုန်ဖြူကျတုန်နီမြို့ဒီစိမ့်နဲ့ဒီနဲ့ရောပြီးတော့ဒီနေ့လာတဲ့ပွဲကူတွေကိုကျွန်တော်အခါလို့ရတာပေါ့ဗျာဟိုဘက်ဆိုကတော့ဝက်ရိုးနဲ့ကြောက်ဖြုံတီးဒါတော့မနေ့ဖန်ပွဲကြီးနေ့အတွက်ဝက်သားတွေကိုအနေတော်သုံးလေးတွေသုံးကြတဲ့အဖွဲ့သားကြီးကြအဖွဲ့သားတွေကဒါတော့ဝက်သားချို့ကိုမီးထိုးနေတဲ့အဖွဲ့ဒီလိုပဲပေါ့ဗျာမီးတိတ်မတော့တော့မို့သာဝတ်သားဒါအီတော့လေရေလိုက်တော့ပေးမှရတယ်မွေး